ချင်းလေးမှတ်တယ်ခောက်ဆွဲကြောရွက်နဲ့ဆိုလို့ရှိရင်60သားနဲ့ဆိုလို့ရှိရင်80ရင်းတက်တယ်အများကြီးကောင်းဆက်ပါကောင်းနားလာပါတယ်ရောတော့ကောင်းမင်္ဂလာပါမချက်တဲ့ရှက်လေးနဲ့မိတ်ဆက်ပေးပါချက်တဲ့ရှက်လေးရတယ်နော်တော့ကိုကြီးနဲ့ရတာရှိတဲ့စားတော့လေးကိုချက်လို့ကျွေးပေးမယ်အစ်ကားနဲ့ချက်ပဲချက်ကိုရီးယားပြန်လာတာ 안녕하세요အမေမရှိဘူးနဲ့ဝါစားချက်ပြပါအဲ့တော့မရှိဘူးတီလို့ခုနကလည်းဝါထားတယ်မနှက်ပါဘူးဒီလည်းချက်နိုင်ခဏကြောက်လိုက်တာခဏမနှက်ပါဘူး